بسم الله الرحمن الرحيم الحمد لله شرك نبتب ده أبري دي وجنورو تنيو ليلا نجارة بشباري شرك يا أبري لياغو تنيو نجارة بشده بتما أبري دوتيا أبري غو جنورو تنيو ليلا غبي بشباري أغو إن شاء الله غو جنورو أنينه تديا أبري دو ليلا جامع بشده بتما أبري غارو ألو شميا غو فنزين ومودو شم بشدهကျွေးမွေးဆောင်ရှောက်တော်မူသောအရှင်ဖြစ်တယ်ကိစ္စအဝဝကိုစီမံခန့်ခွဲတော်မူသောအရှင်ဖြစ်တယ်စသဖြင့်ယုံကြည်ပြီးတော့အလ္လာဟ်တပါးဒီကပဲခက်ဝကိုးကွယ်မှုကိုခံထိုက်ပြီးအလ္လာဟ်တပါးဒီကိုပဲကိုးကွယ်မှုမပြုဘူးဆိုလို့ရှိရင်မွတ်စလင်ဖြစ်မှာမဟုတ်ဘူးမုအမင်ဖြစ်မှာမဟုတ်ဘူးဒုတိယဥပဒေကတော့ကုဖာရီကူရိုက်လို့ခေါ်တဲ့မုရှရီကူကူရိုက်ရဲ့မုရှရစ်တွေကသူတို့ရဲ့ကိုးကွယ်ရာတွေကိုကိုးကွယ်ခဲ့ကြတာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီကိုးကွယ်ရာတွေကသူတို့ကိုအလ္လာဟ်နဲ့နိကပ်အောင်လုပ်ပေးဖို့အလိုရှင်မြတ်ထံမှာဂျားဝင်အတနာခံပေးဖို့ဒီရွယ်ချက်နဲ့သူတို့ကကိုးကွယ်ခဲ့ကြတာဖြစ်တယ်အခုတတိယဥပဒေသားဟာဆိုလို့ရှိရင်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ဒီကိုးကွယ်မှုပုံစံချင်းမတူတဲ့လူတွေကြားထဲမှာဆစ်လွတ်ခံခဲ့ရတာဖြစ်ပါတယ်ကိုယ်ကွယ်မှုမတူဘူးယုံကြည်မှုမတူဘူးအဲ့ဒီသူတွေကြားထဲမှာဆေးလုတ်ခံခဲ့ရတာဖြစ်တယ်အဲ့ဒီလူတွေထဲမှာတချို့ကကောင်းကင်တမန်တွေကိုကိုးကွယ်ကြတယ်တချို့ကတော့နဗီတမန်တော်တွေကိုကိုးကွယ်တယ်သူမွန်သူမြတ်တွေကိုကိုးကွယ်ကြတယ်အဲ့ဒါလိုပဲတချို့ကအပင်တွေကိုကိုးကွယ်တယ်ကြောက်တုံးကြောက်ခဲတွေကိုကိုးကွယ်ကြပါတယ်တချို့ကလည်းနေရီလာတွေကိုကိုးကွယ်ကြတယ်တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအဲ့ဒီသူတွေကိုခွဲခြားမှုမပြုဘဲနဲ့သူတို့အားလုံးကိုစစ်မှတ်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်အလိုရှင်မြတ်ကမိန့်တော်မူတဲ့ဝကာတီလူဟွမ်ဟတ်တာလာတကူနဖစ်နာဝယကူနဒ်ဒီနကုလ္လူဟူလ lillah အဲ့ဒီမုရှရစ်တွေကိုစစ်မဲ့ပြိုင်ဆိုင်တိုက်ခိုက်ဖို့အတွက်အလ္လာဟ်ရှင်အမိန့်ပေးတာဖြစ်ပါတယ်အဲ့တော့ဒင်းသာသနာနဲ့ပတ်သက်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းမှုအဲ့ဒီဖစ်နာပပျောက်ပြီးတော့ဒင်းသာသနာတစ်ခုလုံးအလိုရှင်မြတ်အတွက်ဖြစ်သွားတဲ့ထီကိုအလ္လာဟ်ရှင်ကဒီမုရှရစ်တွေကိုတိုက်ခိုက်ခိုင်းတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကနေဒီလာတွေကိုကိုးကွယ်တဲ့သူတွေရှိခဲ့တဲ့တမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်ရဲ့ခေတ်မှာအလ္လာဟ်ရှင်ကကုရ်အာန်ကျမ်းတော်မြတ်မှာမိန့်တော်မူတဲ့ဝမင်အာယာတိဟီလိုင်လူဝန်နဟာရ်အလ္လာဟ်ရှင်ရဲ့တတ်သိလက္ခဏာတော်တွေထဲမှာညဖြစ်တဲ့နေ့ဖြစ်တဲ့ဝရှမ်ဆူဝလ်ကမရ်နေ့ဖြစ်တဲ့လဖြစ်တဲ့လာတစဂျူဒူလီရှမ်စ်အသင်တို့ကနေကိုစိတ်ဓာတ်မပြုကြနဲ့ဥချခြင်းမပြုကြနဲ့အီဘာဒတ်မပြုကြနဲ့ဝလာလီလ်ကမရ်အဒလိုပဲလာကိုလည်းစဂျီဒါဥချခြင်းမပြုကြနဲ့အီဘာဒတ်မလုပ်ကြနဲ့ဝစဂျူဒူလ lillah အလ္လာဟ်ရှင်မြတ်ကိုပဲအလ္လာဟ်ရှင်မြတ်တပါးဒီကိုပဲစဂျီဒါပြုကြပါအလ္လဇီထိုရှင်ကခလကဟွန်နာတို့ရှိမှပြောတဲ့ညရီနေ့ရီနေရီလာတွေကိုဖန်ဆင်းတော်မူခဲ့တယ်အဲ့တော့အဲ့ဒီတတ်သိလက္ခဏာတော်တွေကိုဖန်ဆင်းခဲ့တဲ့အရှင်ကိုပဲအသင်တို့စဂျီဒါဥချပါအင်ကွန်တုမ်အီယာဟူတအဘူဒူန်အသင်တို့ကတကယ်ပဲအမှန်တကယ်ပဲအလ္လာဟ်ရှင်မြတ်ကိုစီးကပ်ကိုးကွယ်တဲ့သူတွေဖြစ်တယ်ဆိုလို့ရှိရင်အလ္လာဟ်တပါးဒီကိုပဲစဂျီဒါဥချကြအဲ့တော့နေရီလာတွေကိုးကွယ်ခဲ့တဲ့သူတွေရှိတယ်တမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်ဆေလွတ်ခံတဲ့အချိန်မှာအဲ့ဒါလိုပဲကောင်းကင်တမန်တော်ကိုကောင်းကင်တမန်တော်တွေကိုမလာအီကာတွေကိုကိုးကွယ်ခဲ့တဲ့သူတွေဖြစ်ရှိပါတယ်ဝလာယမူရာကုမ်အန်တတခီဇူလ်မလာအီကတဝန်နဘီယီနအရဘာဘာကျမ်းဂန်ရတဲ့သူတွေဟစ်မတ်ချီးမြှင့်ခြင်းခံရတဲ့သူတွေနဘဝတ်ချီးမြှင့်ခြင်းခံရတဲ့သူတွေဆိုလို့တော့နဗီတွေကအသင်တို့ကိုမလာအီကာကောင်းကင်တမန်တွေကိုကိုးကွယ်ဖို့နဗီတမန်တော်တွေကိုကိုးကွယ်ဖို့ဟာလားနဗီတမန်တော်တွေကိုဟာလာမိမိရဲ့ရပ်အရှင်အဖြစ်သတ်မှတ်ပြုလုပ်တယ်ဆိုတော့ကိုးကွယ်ဖို့ရပ်အဖြစ်သတ်မှတ်ဖို့အတွက်ဘယ်တော့မှညွန်ကြားမှာမဟုတ်ဘူးနဗီတွေကဒီလိုအမိန့်ပေးမှာမဟုတ်ဘူးအဲ့တော့ကောင်းကင်တမန်တော်တွေကိုကိုးကွယ်ခဲ့ကြတဲ့နဗီတွေကိုကိုးကွယ်ခဲ့ကြအဲ့ဒါလိုပဲနဗီတွေကိုကိုးကွယ်ခဲ့တဲ့အထောက်ထားထဲမှာတစ်ခုကဘာလဲဆိုလို့ရှိရင်အလ္လာဟ်ရှင်မိန့်တော်မူပါတယ်وإذ قال الله يا عيسى بن مريم
အလ္လာဟ်ရှမိန်တော်မူတဲ့အိုအီဆာမရိယမ်ရဲ့သားအီဆာအန်တာကုလ်တလင်နတ်အသင်ကလူတွေကိုပြောခဲ့သလားအစ်တခီဇူနီဝအုမ်မီယာအီလာဟိုင်ဟာလာငါနဲ့ငါရဲ့မေတော်ကိုကိုးကွယ်ရာနှစ်ပါးအဖြစ်အသင်တို့ပြုလုပ်ကြမှတ်ယူကြလို့အသင်ပြောခဲ့သလားမင်ဒူနီလာအလ္လာဟ်ရှမြတ်ကလွယ်ပြီးတော့အဲ့တော့အသင်ကအလ္လာဟ်ရှမြတ်ကလွယ်ပြီးတော့ငါနဲ့ငါရဲ့မေတော်ကိုကိုးကွယ်ရာအဖြစ်သတ်မှတ်ကြပြုလုပ်ကြလို့အသင်ပြောခဲ့သလားအလ္လာဟ်ရှင်မြတ်ကအီဆာအလ္လာမ်ကိုမေးမြန်းတာဖြစ်တယ်ကောလာဆူဘဟာနက်တမန်တော်အီဆာပြန်ဖြေပါတယ်ဆူဘဟာနက်အလ္လာဟ်ရှင်မြတ်ကအမဒန်တန်ရှင်းစင်ကြတော်မူသောအရှင်ဖြစ်တယ်မာယကူနူလီအန်အကူလာမာလိုင်ဆာလီဘီဟက်ကျွန်တော်မပြောထိုက်တဲ့စကားကိုကျွန်တော်မှပြောခွင့်မရှိပါဘူးအင်ကွန်တူကူလ်တူဟူအကဲကျွန်တော်ပြောခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်မပြောထိုက်တဲ့စကားကိုကျွန်တော်ပြောခဲ့မိမယ်ဆိုလို့ရှိရင်ဖကဒ်အလင်တာမုတ်ချအိကန်အရှင်ကသိတော်မူမှာဖြစ်ပါတယ်တအလမူမာဖီနဖ်စီကျွန်တော်စိတ်ထဲမှာစိတ်တွင်းမှာဘာတွေရှိလဲဆိုတာအရှင်ကအကျွင်းမဲ့သိတော်မူပါတယ်ဝလာအလမူမာဖီနဖ်စစ်အရှင်ရဲ့စိတ်ထဲမှာဘာရှိလဲဆိုတာကျွန်တော်မျိုးမသိပါဘူးအင်နကအန်တအလမူလ်ဂူယူဘအမှန်တကယ်ပဲအရှင်မြတ်ကအကွယ်ဒီမမြင်နိုင်တဲ့အရာတွေကိုအကျွင်းမဲ့သိတော်မူသောအရှင်ဖြစ်ပါတယ်အဲ့တော့တမန်တော်အီဆာအစ္စလာမ်ကိုကိုးကွယ်ခဲ့ကြတယ်တမန်တော်အီဆာအစ္စလာမ်ရဲ့မိခင်ကိုလည်းမရိယမ်အလိုင်ဟစ်ဆလမ်ကိုလည်းကိုးကွယ်ခဲ့ကြအဲ့လိုပါပဲသူမြတ်တွေကိုကိုးကွယ်ခဲ့တဲ့သူတွေဖြစ်တယ်ဒီအာယတ်ကတော့ကျွန်တော်တို့ကုရ်အာန်စက္ခုံချို50မှာအလ္လာဟ်ရှင်ဘာအမိန့်ရှိတယ်လဲဆိုလို့ရှိရင်အူလာအီကလ္လဇီနယဒအူန်ယဘတဂူနအီလာရဘ်ဘီဟီမုလ်ဝစီလာအယုဟမ်အကရဘဝယရဂျူနရဟမတဟ်ဝယခါဖူနအဇာဘဒီအာယတ်ရဲ့ဆိုလိုရင်းကဒီသူမြတ်တွေဟာကာဖီရ်တို့တောင်းခံနေတဲ့ဒွါလုပ်နေတဲ့သူမြတ်တွေပဲအဲ့ဒီကာဖီရ်တွေဒွါလုပ်နေတဲ့သူမြတ်တွေဟာတကယ်တမ်းယဒအူနယဘတဂူနအီလာရဘ်ဘီဟီမုလ်ဝစီလာသူတို့ရဲ့ရဘ်အရှင်သခင်ထံမှာအလ္လာဟ်ထံတော်ပါမှာပဲသူတို့ဟာဗာလေချင်းကပ်မှုကိုနိကပ်မှုကိုရှာဖွေစီးပူးနေကြတယ်အလိုရှင်မြတ်ရဲ့ဝယရဂျူနရဟမတဟ်ဂယုဏတော်ကိုမျှော်လင့်လျက်ရှိကြတယ်ဝယခါဖူနအဇာဘဒါပြင်အလိုရှင်မြတ်ရဲ့ပြစ်ဒဏ်ကိုလည်းစိုးရင်ကြောက်ရွံ့ပြီးတော့သူတို့ကရှိနေကြဒီသူမြတ်တွေဟာကာဖီရ်တွေရဲ့ကိုယ်ကွယ်မှုအီဘာဒတ်ကိုသူတို့ရဲ့တောင်းဆိုမှုကိုလက်ခံမှုဆိုတာကဘလို့မှမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်ကအလ္လာဟ်ရှင်ကိုကြောက်နေတယ်အလ္လာဟ်ထံတော်ဘာမှနိကပ်မှုကိုရှာဖွေနေကြတယ်။အဲ့တော့သူကိုရမဂျီဆလ္လာလဟ်အလိုင်းဝါဆလမ်ဆေလုခံတဲ့အချိန်တုန်းကဒီလိုသူမြတ်တွေကိုကိုးကွယ်ခဲ့တဲ့သူတွေလည်းရှိခဲ့ပါတယ်။အဲ့လိုပဲအပင်တွေကြောက်တုံးတွေကိုကိုးကွယ်ခဲ့တဲ့သူတွေရှိတဲ့အဖရာအီတုမူလာတဝလ်ဥဇ္ဇာဝမနာတသလီသတ်အလ်အခရာအဲ့တော့လတ်ဆိုတဲ့ယုတ်တုအဲ့လိုပဲဥဇ္ဇာအဲ့လိုပဲမနတ်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့အသင်ဟာစင်ကျင်တုံးသက်ခြင်းကိုပြုခဲ့သလားဆိုလို့တော့အဲ့ဒီကိုးကွယ်ရာတွေကိုအဲ့ဒီယုတ်တုတွေကိုကိုးကွယ်နေခဲ့ကြတယ်ကြောက်တုံးတွေကိုကိုးကွယ်နေခဲ့ကြတယ်အဲ့လိုပဲဒီအပင်တွေကိုကိုးကွယ်တဲ့အထောက်အထားတစ်ခုကအဘူဝါကစ်အလ္လိုင်ဖီရာဒီယလ္လာဟူအန်ဟူဆိုတဲ့ဆဟာဘီဟာသူကအီမန်တဝင်ယုံကြည်တာနောက်ကျတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့အတူဟွနိုင်းစစ်ပွဲကိုသူတို့ထွက်ခွာသွားကြတဲ့အဲ့တော့သူကဘာပြောလဲဆိုလို့ရှိရင်မုရှရစ်တွေမှာတဲ့အပင်တစ်ပင်ရှိခဲ့ပါတယ်ဇီးပင်တစ်ပင်ရှိခဲ့တယ်မုရှရစ်တွေကအဲ့ဒီအပင်နားမှာသူတို့ဘာလုပ်လဲဆိုတော့ဒီအပင်ကိုယူသေးတဲ့အနေနဲ့ဂုံပေးတဲ့အနေနဲ့အနားမှာသူတို့ချင်းကပ်ကြတဲ့ရက်ကြတဲ့အယူသေးပြုတ်ကြတဲ့အနားမှာသူတို့နေကြတယ်ပြီးတော့သူတို့ရဲ့လက်နက်တွေကိုအဲ့ဒီအပင်မှာချိတ်ဆွဲကြတယ်အဲ့တော့မုရှရစ်တွေအဲ့တော့ဒီအပင်ကိုသူတို့ကချင်းကပ်တဲ့နိကပ်မှုကိုရယူနေတဲ့ဒီအပင်ကိုသူတို့ကကိုးကွယ်နေကြတာဖြစ်တယ်ဘရကတ်ရယူနေကြတာဖြစ်အဲ့ဒီအပင်ကိုဇတ်အန်ဝတ်လို့ခေါ်ပါတယ်
ဇတ်အန်ဝတ်ဆိုတာကချိတ်ဆွဲထားတဲ့အရာတွေပေါ့အန်ဝတ်ဆိုတာဒီဆိုလို့တော့လက်နက်တွေချိတ်ဆွဲထားတဲ့အပင်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီမုရှရစ်တွေရဲ့အပင်ဒီနာကနေပြီးတော့မှဒီပုဂ္ဂိုလ်တွေကတမန်တော်ဆလ္လာလ္လဟ်အလိုင်းနဲ့အတူဖြတ်တန်းသွားတဲ့အချိန်မှာဒီဆွာဘီကပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကကိုရမတ်ဆလ္လာလ္လဟ်အလိုင်းစီမှာဘာလုပ်လဲတောင်းဆိုခဲ့ကြပြောကြတယ်အိုကိုရောအိုအလ္လာဟ်ရဲ့ရဆူလ်တမန်တော်ဒီမုရှရစ်ဒီမှာဇတ်အန်ဝတ်ဆိုတဲ့ဒီလိုချိတ်ဆွဲဖို့လက်နဲ့ချိတ်ဆွဲဖို့အပင်တစ်ပင်ရှိတယ်လို့ပဲကျွန်တော်တို့အတွက်လည်းကိုရောအဲ့လိုအပင်တစ်ခုသတ်မှတ်ပေးပါဆိုလို့တော့ဒါကဘာလို့ဆိုလို့ချင်တာလဲမုရှရစ်ဒီမှာသူတို့ကတော့အီမန်တဝင်းကြည်တာနောက်ကြတဲ့ဒီပေါ်မှာသူတို့နားမလဲလို့ဒီဟာကိုပြောဆိုခဲ့ကြခြင်းဖြစ်ပါတယ်ဒါပေမဲ့ရှရစ်လုပ်ခဲ့တာတော့မဟုတ်ဘူးနားမလဲတဲ့ပေါ်မှာတောင်းဆိုခဲ့ကြတယ်ဖြစ်ဒါပေမဲ့မုရှရစ်တွေဟာဆိုလို့တော့ဒီလိုအပင်လေးနဲ့သူတို့ကဒီလိုအပင်လေးစီမှာချင်းကတ်တယ်ဒီအပင်လေးစီကနေဘရကတ်ကိုယူကြတယ်ဒါကအပင်ကိုကိုးကွယ်တဲ့အထောက်ထားတွေတခုဖြစ်ပါတယ်အဲ့တော့ဒီဥပရိသရဲ့အရိယဆိုလိုရင်းကတမန်တော်မြတ်ကြီးဆလ္လာလ္လဟ်အလိုင်းဝါဆလမ်ဟာယုံကြည်မှုမတူတဲ့သူတွေစီကိုဆင်လွတ်ခံရတာဖြစ်တယ်အဲ့တော့ယုံကြည်မှုမတူဘူးအပင်တွေကိုကိုးကွယ်တာပဲဖြစ်ဖြစ်ကြောက်တုံးကြောက်ခဲတွေကိုကိုးကွယ်တာပဲဖြစ်ဖြစ်ကောင်းကင်တမန်တွေကိုကိုးကွယ်တာပဲဖြစ်ဖြစ်အဲ့လိုပဲနဗီတွေကိုရဆူလ်တွေကိုကိုးကွယ်တာပဲဖြစ်ဖြစ်သူမွန်သူမြတ်တွေကိုကိုးကွယ်တာပဲဖြစ်ဖြစ်အလ္လာဟ်ကလွဲပြီးတော့တခြားအရာတစ်ခုခုကိုအလိုရှင်မြတ်နဲ့တွဲဖက်ပြီးကိုးကွယ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီလူကမုရှရစ်ပါပဲကိုးကွယ်အလိုရှင်မြတ်နဲ့တွဲဖက်ခံတဲ့သူဟာဘယ်သူပဲဖြစ်ပါစေသူတော်စင်ပဲဖြစ်ပါစေသူမွန်သူမြတ်ပဲဖြစ်ပါစေနဗီပဲဖြစ်ပါစေရဆူလ်ပဲဖြစ်ပါစေရုပ်ဆွာဆုံးနဗီအပေါင်းရဲ့ခေါင်းဆောင်ရဆူလ်အပေါင်းရဲ့ခေါင်းဆောင်ကျွန်တော်တို့ရဲ့တမန်တော်မြတ်ကြီးဆလ္လာလ္လဟ်အလိုင်းဝါဆလမ်ဘင်ဖြစ်နေပါစေဒါကမုရှရစ်ပဲဖြစ်ပါတယ်အဲ့ဒီသူတွေအားလုံးကိုတမန်တော်ဆလ္လာလ္လဟ်အလိုင်းဝါဆလမ်ကမခွဲခြားခဲ့ဘူးဒါကတော့သူမွန်သူမြတ်ကိုကိုးကွယ်တဲ့မုရှရစ်ဒါကတော့ဟာလာကောင်းကင်တမန်ကိုကိုးကွယ်တဲ့မုရှရစ်သူအစင်ကတော့ဘလို့မပြောခဲ့ပါဘူးသူတို့ဂျားထဲမှာတမန်တော်ဆလ္လာလ္လဟ်အလိုင်းဝါဆလမ်ကခွဲခြားခြင်းမပြုဘဲနဲ့အားလုံးကိုမုရှရစ်အဖြစ်သတ်မှတ်ခဲ့တယ်ပြောခြင်းတဲ့သဘောကအဲ့တော့ယနေ့ကျွန်တော်တို့ဟာလာကဘာဒီမှာတွားပြီးတော့မှချင်းကန်နေကြတယ်ဒီကဘာတွေကိုကိုးကွယ်နေတာကဘာမှာရှိနေတဲ့သူတွေသူမြတ်ဆိုပြီးတော့မှကျွန်တော်တို့ကိုးကွယ်နေတာဒီပုဂ္ဂိုလ်ဒီလိုလုံနေခြင်းတွေအားလုံးကလည်းဒါရှရစ်ဖြစ်ပါတယ်အဲ့တော့ဒီကဘာတွေကိုကိုးကွယ်နေတာတွေကဘာထဲမှာရှိနေတဲ့သူတွေဘယ်သူပဲဖြစ်နေပါစေကျွန်တော်တို့ကိုးကွယ်မယ်ဆိုလို့ရှိရင်အဲ့ဒီသူတွေအားလုံးကလည်းမုရှရစ်ဖြစ်တယ်အဲ့ဒီရှရစ်ပေါ်မှာသေဆုံးသွားမယ်ဆိုလို့ရှိရင်အလိုရှင်မြတ်ကဘယ်တော့မှခွင့်လွှတ်မှာမဟုတ်တဲ့ဘယ်တော့မှဟာလာလွတ်ပေးမှာမဟုတ်တဲ့ပြစ်ဒဏ်နဲ့ဂျဟန္နမအလိုရှင်မြတ်ကပြစ်ဒဏ်ခတ်တော်မူမှာဖြစ်တယ်ဂျဟန္နမအမြဲထာဝရနေရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီအမတန်ကြောက်ဖို့ကောင်းတဲ့အဆိုးအဆုံးဖြစ်တဲ့ရှရစ်ဆိုတဲ့မကောင်းမှုကိုလက်တွေ့ရှောင်ကျဉ်နိုင်တဲ့တောဖစ်ဆွန်အား